ဟိုရှိတုန်းကတိတ်ဆိတ်တဲ့မြို့ကလေးမှာငွေလိုတဲ့အခါလူတွေကိုကူညီပေးတဲ့ကျင်နာသူရှိတယ်။သူ့ကိုငွေချေးသူလို့ခေါ်ကြတယ်။တနေ့မှာလူ2ယောက်ကသူ့ကိုတွေ့တယ်။တစ်ယောက်ကဖန်စီသင်္ကန်းဝတ်ထားတဲ့တထေငွေတင်ကား900ကိုချေးငါးသူထံအကျွေးတင်ခဲ့သည်။အဲ့ဒါကယတနာတစ်တာ9လုံးလိုပါပဲ။သူ့နောက်တွင်ကလေးငယ်တဦးနှင့်ဆင်းရဲနွမ်းပါသောအမျိုးသမီးတဦးရောက်ရှိလာသည်။သူမသည်အကျွေး90တာအကျွေးတင်ကအိတ်ငယ်တစ်ခုသာရှိသည်။ဒါပေမဲ့ပြဿနာတစ်ခုရှိခဲ့ပါတယ်။သူတို့2ယောက်လုံးကသူ့ကိုပြန်ပေးဖို့ပတ်စံမရှိဘူး။သူတို့အိတ်ကက်ထဲမှာအကျွေးစစ်တပြားမှမပါဘူး။ဒါဆိုငွေချေးသူကဘာလုပ်ခဲ့လဲ။ဒူးထောက်ထိုင်ကသူတို့ကိုနူးညံ့သောအပြုံးဖြစ်ကြည့်ကအဆင်ပြေပါတယ်။2ယောက်လုံးကိုခွင့်လွှတ်ပါတယ်။မင်းငါကိုဘာမှပေးစရာမလိုဘူး။တထေးကရင်ကြေးကောင်းကြီးပြပြီးထွက်သွားတော့တိတ်အများကြီးမတွေးဖြစ်ဘူး။ဒါပေမဲ့မိမကလေးကိုတင်းတင်းကြပ်ကြပ်ပွေ့ပတ်ပြီးဝမ်းသာအားရမျက်ရည်ကျမိသည်။သူမ၏နှလုံးသားသည်ချစ်ချင်းမြတ်တာများနှင့်ပြည့်စုံနေခဲ့သည်။နောက်ပိုင်းမှာယေရှုကတစ်ပင်ကြီးတစ်ပင်အောက်မှာထိုင်နေတဲ့လူတွေကိုဒီပုံမြင်ကိုပြောပြတယ်။ချင်းငါသူကိုဘယ်ဟာပိုချစ်လဲလို့မေးတယ်။ကလေးလေးတစ်ယောက်ကသူ့လက်ကိုမြှောက်ပြီးခွင့်လွှတ်တဲ့သူကပိုလို့လား။ယေရှုပြုံးတယ်။မှန်တယ်။အများကြီးခွင့်လွှတ်ခံရတဲ့အခါအယမ်းချစ်တယ်။ခွင့်လွှတ်ခြင်းသည်ဖခင်သခင်ထံမှအဖို့တန်လက်ဆောင်ဖြစ်ပြီးကျွန်တော်တို့ကိုသူဘလောက်ချစ်ပြီးခွင့်လွှတ်တယ်ဆိုတာနားလည်လာလေလေတခြားသူတွေကိုလည်းချစ်ဖို့နှလုံးသားတွေပိုကြီးလာလေပါပဲ။ဒါနဲ့မေးပြရစီ။မထိုက်တန်တဲ့အခါခွင့်လွှတ်ခံရဘူးလား။အထဲမှာဘယ်လိုခံစားရလဲဒီနေ့မင်းရဲ့ခွင့်လွှတ်မှုကိုဘယ်သူတွေလိုအပ်နိုင်မလဲ။